ကဲ bro တို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ brother တို့အတွက်အသစ်ထွက်လာမယ့် new hero ရဲ့အကြောင်းကိုပြောပြပေးသွားမယ့်အပြင်ကို spare တွေ scale animation effect တွေအကြောင်းကိုပါတခါတည်းပြောပြပေးသွားမှာဖြစ်ပါတယ်အခုလောလောဆယ် brother တို့မြင်တွေ့နေရတဲ့ပုံစံကတော့ advanced ပေါ်မှာမြင်တွေ့နေရတဲ့ interface ပုံစံလေးပဲဖြစ်ပါတယ်အခုအသစ်ထွက်လာမယ့် hero ကတော့ mesh ဖြစ်ပြီးတော့သူ့အနေနဲ့တော်တော်လေးကိုမှလမ်းပါတယ် hero ရဲ့ display animation effect ပုံစံဟာဆိုလို့ရှိရင်တော့ epic skin ဘက်အချမ်းကိုနည်းနည်းလေးသွားပြီးတော့ hero ရဲ့ design color အနေထားလေးကလည်းတော်တော်လေးကိုမှလာတယ်လို့ပြောလို့ရတာပဲဖြစ်ပါတယ် hero ကိုတော့ battle point နဲ့မရောင်းလို့လည်းသိထားရပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ hero အကြောင်းကိုစပြီးပြောလိုက်ရအောင်ပထမဆုံးအနေနဲ့ကတော့ hero ရဲ့ passive ပဲဖြစ်ပါတယ် hero ရဲ့ passive က hero ရဲ့ဘေးနားမှာအကွင်းသေးသေးလေးပေါ်နေမှာဖြစ်ပြီးတော့အဲ့ဒီအကွင်းသေးသေးလေးကတော်တော်လေးကိုမှမိုက်တဲ့ passive လေးတစ်ခုပဲဖြစ်ပါတယ်ဘလို့အသုံးဝင်လဲဆိုလို့ရှိရင်တော့ကို့မှာ passive အကွင်းလေးရှိနေတဲ့အချိန် enemy အနားကိုကတ်လိုက်တဲ့အခါကျရင် enemy ကအဝေးကြီးကိုလွင့်ထွက်သွားမယ်အပြင် enemy ကကို့အနားကိုလာကတ်ရင်လည်းအဝေးကြီးကိုပြန်လွင့်ထွက်သွားမှာပဲဖြစ်ပါတယ်အဲ့ဒါလို့ဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုမှအသုံးဝင်ပါတယ် passive ရဲ့ကူဒေါင်းလေးကိုလည်းအောက်မှာပြထားပေးပြီးတော့သူ့အနေနဲ့တော်တော်လေးကိုမှမိုက်ပါတယ်သူရဲ့ passive အကြောင်းကိုလည်းပြောပြီးသွားပြီဆိုလို့ရှိရင်တော့ basic attack အကြောင်းကိုပြောလိုက်ရအောင် basic attack ကတော့သူက attack range ကျကျနဲ့ enemy တွေကိုအဝေးကြီးကနေပြီးတော့လှမ်းပစ်လို့ရနိုင်မှာပဲဖြစ်ပါတယ်ကဲ basic attack အကြောင်းပြီးပြီဆိုရင်တော့ scale 1အကြောင်းကိုပြောလိုက်ရအောင် scale 1ကတော့သူက granger နဲ့အနေငယ်ဆင်တူပြီးတော့သူ့အနေနဲ့ enemy ကိုပစ်လိုက်တဲ့အခါကျရင်အခုလိုပုံစံမျိုးလေးထွက်လာမှာဖြစ်ပြီးတော့နောက်ဆုံးတစ်ချက်ကိုတော့ damage တော်တော်များများနဲ့ enemy ကိုနောက်ကိုအနေငယ်တွန်းပို့ပေးသွားမှာဖြစ်ပါတယ် enemy မရှိတဲ့နေရာကိုပစ်မယ်ဆိုရင်တော့ scale 1ကတစ်ချက်ပဲထွက်မှာဖြစ်ပြီးတော့ enemy ကိုပစ်မယ်ဆိုရင်တော့ granger လိုမျိုးဇက်တိုက်ပစ်သွားလို့ရမယ်အပြင်နောက်ဆုံးတွန်းထုတ်ပေးတဲ့တစ်ချက်မှာလည်း magic damage တွေကအများကြီးထွက်လာအောင်မှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ scale 1ရဲ့အသုံးဝင်ပုံနဲ့ခြုံစစ်လို့ရမယ့်နည်းလမ်းလေးကိုပြောပြပေးမယ်အားလုံးသိထားတဲ့အတိုင်း scale 1က enemy မရှိတဲ့နေရာကိုပစ်မယ်ဆိုရင်တစ်ချက်ပဲထွက်မှာဖြစ်ပြီးတော့ enemy ရှိတဲ့နေရာကိုပစ်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံးတစ်ချက်မှာ damage တွေအများကြီးထွက်မှာကိုသိလောက်ပြီလို့ထင်ပါတယ်ကဲဒါဆိုရင်တော့အခုကျွန်တော်ခြုံထဲကိုပစ်ကြည့်လိုက်မယ်ပေါ့နော်ခြုံထဲကိုပစ်လိုက်လို့ scale 1ကတစ်ချက်တည်းထွက်တယ်ဆိုလို့ရှိရင်တော့အဲ့ခြုံထဲမှာ enemy မရှိဘဲနဲ့ scale 1ကိုပစ်လိုက်တဲ့အခါမှာအရှိကပြောခဲ့သလိုမျိုးဇက်တိုက်ထွက်နေမယ်ဆိုလို့ရှိရင်တော့ခြုံထဲမှာ enemy ရှိနေတာသိကြသွားပြီပဲဖြစ်ပါတယ်ဒီနည်းနဲ့ scale 1ကိုသုံးပြီးတော့ခြုံစစ်လို့ရအောင်မှာပဲဖြစ်ပါတယ် scale 2ကတော့ enemy ရှိတဲ့နေရာကိုချိန်ပြီးတော့သုံးရမှာဖြစ်ပြီးတော့ scale 2သုံးလိုက်တဲ့အချိန်မှာတောင်းငတ်ပုံစံကြီးပေါ်လာမှာဖြစ်ပြီးတော့ enemy ကို magic damage အများအများနဲ့ slow effect တွေကိုခံစားရစေမှာပဲဖြစ်ပါတယ်ဒါနဲ့ရင်မပြီးသေးဘူး scale 2ကသုံးပြီးွားရင်နောက်တစ်ဆင့်ထပ်ပြီးတော့သုံးလို့ရမယ့်အပြင်ကို enemy ကို magic damage တွေနဲ့ slow effect တွေအပြည့်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုမှသုံးဝင်ပါတယ်ကဲနောက်ဆုံးတစ်ခုဖြစ်တဲ့ ultimate အကြောင်းကိုပြောရမယ်ဆိုရင်တော့ ultimate က enemy ရဲ့အပေါ်ကိုရင်ဆန်းရှင်းလိုမျိုးမြမိုးတွေရွာချစီမှာပဲဖြစ်ပါတယ်ကျွန်တော်ကဘာလို့ရင်ဆန်းရှင်းလိုမျိုးလို့ပြောရလဲဆိုလို့ရှိရင်တော့အခုဒီမှာ brother တို့ show လိုက် ultimate ကိုသုံးလိုက်ပြီဆိုလို့ရှိရင် map ထဲကဘယ်နေရာပဲရောက်နေ enemy ကိုအခုလိုမျိုးလှုပ်လို့ရမှာပဲဖြစ်ပါတယ်ပြီးတော့ vision ပေါ်တဲ့နေရာမှာလည်းအသုံးဝင်မှာဖြစ်ပြီးတော့သူ့ရဲ့ ultimate ပြီးသွားတဲ့အခါမှာလည်း enemy စီကို passive အသေးလေးတစ်ခုစီကိုသွားထိစေမှာပဲဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်တော့ brother တို့လည်း new hero ရဲ့အကြောင်းကိုသိလောက်ပြီလို့ထင်ပါတယ်။ကန်ရတာကအရန်ကြီးမခက်တလို့တော်တော်လေးကိုမှလွယ်တဲ့ hero ဖြစ်ပါတယ်။လွယ်တဲ့အပြင်ကိုမှတော်တော်လေးကိုမှကျန်းလာနိုင်တဲ့အနေအထားမှရှိပါတယ်။အဲဒီအတွက်ကြောင့်မလို့တေချာတာကတော့ဒီ hero ကဘန် hero တစ်ကောင်ဖြစ်လာတော့မယ်ဆိုတာကတော့သိကြပါတယ်။ဒီ hero ကတော့နောက်ထပ် season အသစ်မှာထွက်လာမှာဖြစ်ပြီးတော့ battle point နဲ့ဝယ်လို့မရဘူးလို့လည်းကြားရပါတယ်။ဘာပဲပြော original server ဘက်ကိုရောက်လာခဲ့ရင်တော့ကျွန်တော်အနေနဲ့ bro တို့အတွက်ဝယ်ပုံဝယ်နည်းတွေကိုလည်းပြန်ပြီးတော့တင်ပေးသွားအောင်မှာဖြစ်ပါတယ်။ကဲဆိုတော့ hero အသစ်ရဲ့အကြောင်းကတော့ဒီလောက်ပါပဲ။ brother တို့အတွက် diamondနဲ့ skin တွေဂုံးစင်းလို့ရမယ့်နေရာလေးကိုကျွန်တော်အနေနဲ့ပြောပြပေးချင်ပါတယ်ဝက်အီဘမှာပါဝင်ဂုံစင်းဖို့အတွက်ဆိုရင်တော့ကျွန်တော် comment မှာချထားပေးတဲ့ link လေးကနေတစ်ဆင့်ဝင်ရောက်ပြီးတော့ဂုံစင်းလို့ရမှာပဲဖြစ်ပါတယ်ဝက်အီဘနဲ့ကိုဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်အခုပြထားတဲ့ဒီဘက်တောင်းလေးမှာအကောင့်လေး login ဝင်ပေးဖို့လိုအပ်မှာပဲဖြစ်ပါတယ်စပိန်ဝီးလဲဖို့အတွက်ကျွန်တော်တို့ကအခုလို test လေးတွေကိုလုပ်ရမှာဖြစ်ပြီးတော့တငယ်ချင်းတွေကို invite လုပ်ပြီးတော့လေစပိန်ဝီးလဲခွင့်လေးတွေကိုရယူနိုင်မှာပဲဖြစ်ပါတယ်စပိန်ဝီးလဲလိုက်လို့ရလာတဲ့ reward တွေကိုလည်း in game ရဲ့မေးပေါက်ထဲကနေတစ်ဆင့်ရရှိနိုင်မှာပဲဖြစ်ပါတယ်ပြီးတော့ blind box ဆိုတာလေးလည်းပါပါသေးတယ် blind box ဆိုတာကတော့ blind box fragment တွေကကျွန်တော်အခုဝိုင်းပြထားတဲ့အနီရောင်လေးတွေဖြစ်ပြီးတော့ blind box ထဲမှာဘာတွေပါမလဲဆိုလို့ရှိရင်တော့စိတ်နေပါမယ်ပတ်စံနေနဲ့ live boss skin တွေကိုရရှိနိုင်မှာဖြစ်ပါတယ်နောက်ပြီးသွားရင်တော့ event အသေးစိတ်ကိုတော့ event ရဲ့လမ်းညွှန်ထဲမှာသွားပြီးတော့လည်းအသေးချဖတ်လို့ရအောင်မှာပဲဖြစ်ပါတယ်မို့တွန်းရဲ့ပြောပြချက်အရဆိုရင်တော့အများဆုံးဖိတ်ကြားနိုင်တဲ့လူကိုNaruto skin တွေအကုန်လုံးကို free ပေးသွားဦးမယ်လို့လည်းသိထားရပါတယ်။ event ကာလကတော့9လပိုင်း2ရက်နေ့ကနေပြီး6လပိုင်း1ရက်နေ့ထိသာဖြစ်တဲ့အတွက်ကြောင့်မလို့ brother တို့အနေနဲ့မြန်မြန်လေးပါဝင်လိုက်ကြပါဦးနော်။အဲ့တော့ brother တို့ကကျွန်တော် comment ကနေပေးထားတဲ့ link ကနေတဆင့်တငယ်ချင်းတွေကိုလည်း invite လုပ်ရင် Spain week တွေလည်းလက်ရင်းနဲ့ blind box reward တွေကိုလည်းဂုံစင်းလို့ရနိုင်မှာပဲဖြစ်ပါတယ်။